မားကြီးလောက်ထားတာရန်ကားနေတော့မဲလား၄အောင်နေ့ကြောင်ကတိုက်ခါကြရတယ်ဟဲ့အခုချက်ချင်းပြန်တောင်းမှလိုက်စမ်း တော်လေး ဟဲ့ငါပြောရမကြောက်လားတီနဲ့တော်နှစ်ယောက်စလုံးနင်ပြန်တောင်းမှလိုက်နေ့ကငါအခုလိုအနိုင်ကျင့်တဲ့လူမှန်းလုံးဝမထင်တော့နေ့ကငါတိတ်ချဆုံးမရတော့မယ်နေ့ရက်လောက်ရက်တွေကြောင့်ဘလို့မိဘပေါက်ခွာလာတာလဲဆိုပြီးငါပြောဆိုမခံနိုင်ဘူးငါအမနဲ့ခဲကိုလည်းနေ့ကြောင်နဲ့ပြောဆိုမခံနိုင်ဘူး တော်လေးကလည်း အခုချက်ချင်းပြန်တောင်းမှလိုက်လို့ငါပြောနေလေ တောင်းမှန်ပါတယ်အမ အတော့ငါပြန်တောင်းမှလိုက် အသွန်းငါတောင်းမှန်ပါတယ် အေးအစကတည်းကအဲ့လိုတောင်းမှရမှာရခဲ့နင်းနဲ့ငါအိမ်ရောက်မတွေ့မယ် ညီမလေးနောက်ဆိုရင်လေဓမ္မထာလာတဲ့ကိစ္စနဲ့အဲ့လိုမျိုးလှောင်ပြောင်ခံရတဲ့အခါရှက်တာကြောက်တာမျိုးမဖြစ်အောင်နော်ဒီကိစ္စတွေကရှက်စရာလည်းမဟုတ်ဘူးယွန်စရာလည်းမဟုတ်ဘူးဒါကမိန်းကလေးတိုင်းဖြစ်လိဖြစ်တာရှိရဲ့တဘာဝဖြစ်စင်ပဲဒီကိစ္စမျိုးဖြစ်လာတဲ့အခါကျရင်ပေါက်တာပြေးတာမျိုးမဖြစ်အောင်ဘာကိုသုံးပြရမလဲဆိုတာညီမလေးသိတယ်မဟုတ်လား ရှူရမျိုးသမီးလားစင်တော့မမ ဒါပေါ့ညီမလေးရဲ့အဲ့ဒါကြောင့်မို့လို့ညီမလေးကရှူတာကိုအမြဲတမ်းစောင့်ထားရမယ်နော် ဟုတ်မမ ကဲပါရအောင်လား စာသင်ခန်းလေးရတန်ရဇာလန်လေးပြီးဆုံးသွားပါပြီဒီဇာလန်လေးကတော့တချို့သောကလေးတွေရဲ့မတိမတာစာသင်ခန်းလေးရစိတ်တန်ရာများကိုပေါ်လျောင်ပြသပေးခြင်းတဲ့အတွက်ပုံပေါ်ဖန်တီးခဲ့ခြင်းဖြစ်ပါတယ်မိဘများအနေနဲ့အခုလိုဖြစ်ရမျိုးမဖြစ်အောင်ကိုယ့်သားသမီးကိုတေချာကြီးစိုက်ဆောင်ကြည့်ပေးကြဖို့နဲ့ဆရာဆရာမများအနေနဲ့လည်းကိုယ့်စာသင်ခန်းပတ်ဝန်းကျင်မှာထိုးထိုးသောကိစ္စရပ်များဖြစ်မလာစေရန်မိဘဆရာလက်တွဲပြီးတော့တေချာကြီးစိုက်ဆောင်ကြည့်ပေးကြဖို့လိုအပ်ပါတယ် ဒီဇက်လန်လေးကိုအဓိကကူညီပံ့ပိုးပေးထားရတော့ရှူရမျိုးသမီးလစဉ်3မှာဖြစ်ပါတယ်ရှူရမျိုးသမီးလစဉ်3က18နာရီကြာဘက်တီးရီးယားပေါက်ပွားမှုကိုအပြည့်အဝကာကွယ်ပေးနိုင်တဲ့ဆိုတဲ့အချက်ကိုစင်ကာပူနိုင်ငံမှာရှိတဲ့နိုင်ငံတကာအသိအမှတ်ပြုဓာတ်ခွဲခန်းများကရရှိထားတဲ့ TUV certificate များကသက်သေပြုပေးနိုင်ပါတယ်ရှူရမျိုးသမီးလစဉ်3အထုပ်တိုင်းမှာမိမိကိုယ်ကျန်းမာရေးစစ်ဆေးတဲ့ test kit ပါဝင်တာကြောင့်မိမိကိုယ်တိုင်လည်းအလွယ်တကူစစ်ဆေးအသုံးပြုနိုင်ပါတယ် ရှူရကတော့18နာရီကြာဘက်တီးရီးယားပေါက်ခွာမှုကိုကာကွယ်ပေးရမှုအမျိုးသမီးရဲ့ကျန်းမာရေးအတွက်စိတ်ချရပါတယ် တန့်စင်တဲ့ခြေသားနဲ့ပြုတ်လုထားတဲ့အတွက်ကြောင့်မို့လို့နုံညံ့မှုကိုပေးစွမ်းနိုင်ပြီးပိုးမှာရှာမှာစိတ်ပူစရာမလိုပါဘူးရှင်ပြီးတော့ပေါက်မှာပြဲမှာလည်းစိုးရင်စရာမလိုပါဘူးနော် ရှူရရဲ့ထုတ်ကုန်တွေကို City Mart, Ocean, Marketplace, ရွှေအိုး Medical အစရှိတဲ့ဆိုင်များနဲ့မြို့နယ်တိုင်းရှိအယောင်ဆိုင်တွေမှာလည်းဝယ်ယူနိုင်တဲ့အပြင်ရှူရမြန်မာ Facebook Page ရဲ့ Messenger မှာလည်းဒါရောက်ဆွေးနွေးတိုင်ပင်ဝယ်ယူနိုင်ပါတယ်ခင်ဗျာအမျိုးသမီးတိုင်းရွေးချယ်တဲ့ကျမ်းမာရေးအဖို့မို့ရှူရ